大家好，同学们，你们这几天过得还好吗？我觉得应该好，对吧？好，这是杨老师，我们今天又见面了。OK，ဆိုတော့ကဒါကတော့老师杨老师ပဲဖြစ်ပါတယ်ပေါ့နော်။老师ဒီနေ့မှာဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲပေါ့နော်။ဒီ grammar လေးတွေနဲ့တချို့တော့ vocabulary လေးတွေကိုလေ့လာကြပါမယ်။ OK， 那我们开始吧。所以老师ဒီမှာချင်းချက်ပေါ့နော်။ချင်းချက်ကိုပြောလို့例外လက်意例物爱外ဆိုတာ例外လို့ပြောပါတယ်။ဒါကတော့老师很容易的နော်။ဒါဆို老师ဒီအောက်ကဝါကျကလေးတွေကြည့်လိုက်ကြပါမယ်။没有例外很简单的你们对吧？没有ဆိုတာမရှိဘူး例外ဆိုတာချင်းချက် exception ပေါ့နော်။没有例外ချင်းချက်မရှိဘူး။没有例外ချင်းချက်မရှိဘူး။ဒါမျိုးလေးသွားရပေါ့နော်။ဥပမာ你们ဒါမျိုးတွေဆိုလို့ရှိရင်ပြောလို့ရတယ်ပါ对吧နော်။每个人都要加班的对吧နော်လူတိုင်းအချိန်ပေါ်ဆင်းရမယ်没有例外ချင်းချက်မရှိဘူးနော်开始说နော်ဒါမှမဟုတ်လို့ရှိရင်你们ဒီဒါကိုလှုပ်ရှင်နေဆိုလို့ရှိရင်ဒီလိုဟာတွေအကုန်လောက်ရမယ်ပေါ့နော်没有例外ချင်းချက်မရှိဘူးနော်可以说ဒါမျိုးနေရာမျိုးတွေမှာအရင်သုံးလို့ကောင်းတယ်ပေါ့နော် OK 那我们下一个这是一个例外ဒါကချင်းချက်တစ်ခုပါ可以说လေ你们对吧老师ခုနကပြောသလိုမျိုးပဲပေါ့နော်ဥပမာ每个人都要加班的လူတိုင်းကတော့အချိန်ပေါ်ဆင်းရမယ်ပေါ့နော်ဥပမာကွာအရင်နေမကောင်းတဲ့သူဖြစ်နေတယ်ဒါမှမဟုတ်လို့ရှိရင်ဒီစိတ်ုံစိတ်ကပြနေတဲ့သူပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးကွာလောကဒီ urgent case တွေရှိနေတဲ့သူဆိုလို့ရှိရင်တော့ရတယ်ပေါ့အဲ့လိုမျိုးဆိုရင်တော့他是一个例外ပေါ့ဒါမျိုးကြောက်对吧နော်လူတိုင်းကတော့အချိန်ပေါ်ဆင်းရမယ်ဒါပေမဲ့ဒီလူကတော့သူပေါ့နော်病得很重ကွာအရန်ဖျားနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့他是一个例外သူကတော့全ချက်ပဲ这样子可以说吧နော်ဒါကတော့老师ကလူကို for example ပြောမှရေးပြထားဖြစ်တယ်ပြီးတော့你们ဒီကျွန်းချက်အရာတစ်ခုပါပေါ့ဒီလိုမျိုးအရာတွေကိုဆိုလို့ရှိရင်တော့လူတိုင်းကလောက်ကိုလောက်ရမယ်ပေါ့နော်ဒါပေမဲ့ဒါလေးကတော့ကျွန်းချက်လေးပါ这是一个例外နော်这是一个例外你们ဒါမျိုးလေးတွေပြောလို့ရပါတယ် okay နော်OK 那我们下一个ပေါ့နော်老师ဒါလေးထပ်ပြီးမှသုံးကြည့်ရအောင်凡事都有例外老师凡事ဆိုတာအရာတိုင်းပေါ့နော်ဒါလေးကလုံးဝ formal time လေးပါနော်ဒီမှာအရန်သုံးလို့ကောင်းပါတယ်ဒီလား老师ဒီ Chinese က你们也是可能知道的နော်vocabulary များတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီ vocabulary ကိုနိုင်နေမဲ့တာဆိုလို့ရှိရင်ဒီဥစ္စာက很容易的အရင်လွယ်တယ်ပြီးတော့လို့ရှိရင်သူ့မှာ formal time နဲ့ informal time တွေရှိတယ်ပြီးတော့လို့ရှိရင် basic လုံးလေးဆိုလို့ရှိရင်လှတယ်ပေါ့နော်ဒါမျိုးတွေလည်းရှိတယ်အဲ့ဒါ老师ဥပမာက没正式ဟုတ်တယ်မလားနော်ဒါမျိုးတွေဆိုလို့ရှိရင်ရာတိုင်းလို့ပြောလို့ရတယ်လीနော်但是你们凡事ကကြတော့စကားပြောလို့ရှိရင်အရင်လှရပါတလားတို့လို့ရှိပါလေအဲ့လိုမျိုးလေးပါနော်အဲ့တော့ဒါမျိုးလေးတွေကိုလည်းညမှတ်မယ်ပြီးတော့လို့ရှိရင်เราတို့ထည့်သုံးကြည့်ကြမယ်နော်凡事အရာတိုင်းမှာရာတိုင်းပေါ့နော်都有例外သူကအဲ့လိုမျိုးဒီ everything everyone ဒီလိုမျိုးအကုန်လုံးခြုံငုံပြီးပြောချင်တယ်ဆိုရင်တိုးလိုက်ပြရတယ်အဲ့တော့凡事都有例外ရာတိုင်းမှာ春ချက်ရှိပါတယ်很好对吧特别的嘴里你们可以说呢比较老说大家圈ချက်လို့တတ်မှတ်လို့မရဘူး大家ဆိုတော့这老说ဒီတတ်မှတ်လို့မရဘူးဆို不算了တော့ねနော်不算don't count လို့ပြောချင်တာကွာနော်不算例外圈ချက်ပေါ့这不算例外大家圈ချက်လို့တတ်မှတ်လို့မရဘူးဥပမာက老说အခုန for example ပဲပြောမယ်ဆိုလို့ရှိရင်ဒီနေ့ညပေါ့နော်ဒီနေ့ညတော့ဒီ company ကသူတွေအကုန်လုံးချိန်ပုံဆင်းရမယ်ကွာဥပမာအရန်နေမကောင်းဖြစ်နေတဲ့သူတွေဆိုလို့ကျတော့ချွင်းချက်အနေနဲ့ဆင်းစရာမလိုဘူးတန်းရှင်သားအမှကောင်းမလေးကြောက်ကနေပြောကွာသူဒီနေ့ညမှာတော့သူတို့ဟိုဗာလဲ party ရှိလို့ဒါမှတငယ်ချင်းရဲ့ wedding party ရှိလို့ဒါမျိုးတွေဆိုတော့这不算例外လေ对吧နော်ဒါကိုတော့ချွင်းချက်လို့တတ်မှတ်လို့မရဘူးအဲ့ဒါသူရဲ့ personal case ကွာနော်ဟိုလိုမျိုးဒီချာနာလည်းမဟုတ်ဘူးဆိုတော့你们这样子可以说这不算例外ဒါချွင်းချက်လို့တတ်မှတ်လို့မရ可以呢 OK 那我们继续吧每天都要早点来办公室，但今天是例外。每天နေ့တိုင်းနဲ့都要早點來辦公室。အဲ့တော့ဗာလဲ早點ဆိုပေါ့နော်နေ့တိုင်းရုံးကိုစောလာကိုလာရမယ်但ဒါပေမဲ့တဲ့今天是例外ဒီနေ့ကတော့ချင်းချက်ဘာဖြစ်လို့လဲဒါတော့သူ့မှာရှိမှာပေါ့နော်初一မှာ你们အမျိုးအဲ့ဆိုများတော့အပြင်初一ဆိုလို့ရှိရင်တော့ရုံးပိတ်တယ်လीနော်ပြီးတော့ဥပမာထားပါကွာဒီနေ့ကတော့公司的မှာဟာဗာလဲ company ရဲ့ဘာပါပေါ့ဒါမှမဟုတ်လို့ရှိရင်ဒီဘလို့နေ့ရက်တွေပါပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်那今天是例外你刚春ချက်ပါ你们这样子可以说ဆက်တော့မယ်နော်老师
准确的说准确的老师 exact ဖြစ်တာ precise ဖြစ်တာကိုပြောစင်တာတိကျတာပေါ့နော်准确ဆိုတာတိကျတယ်准确的说တိတိကျကျပြောရမယ်ဆိုလို့ရှိရင်很好说的你们对吧နော်ပြင်မှာသုံးမယ်ဆိုလို့ရှိရင်大概ပေါ့ငါထင်တာကတော့ဒီလိုပါပဲဒါပေမဲ့တိတိကျကျပြောရတော့မယ်ဆိုလို့ရှိရင်တော့ဒီလိုဖြစ်တယ်对吧နော်准确的说很容易的နော်你们ဒါရအရင်လွယ်တယ်မခက်ဘူးပါအဲ့ဒါ老师ကြည့်ကြမယ်နော် exampleတိတိကျကျပြောရမယ်ဆိုရင်3နိုင်ခွဲပါ3နိုင်မဟုတ်ဘူး okay အဲ့တော့准确的说တိတိကျကျပြောရလို့ရှိရင်เนาะတဲ့是3点半အခုက3နိုင်ခွဲ对吧不是3点3နိုင်မဟုတ်ဘူး可以说那准确的说ဥမာတိတိကျကျပြောရမယ်ဆိုလို့ရှိရင်เนาะ他今年23岁的对吧သူဒီနေ့ဆိုလို့ရှိရင်23ပါ不是22 22နှစ်မဟုတ်ဘူးเนาะဒါမျိုးလေး你们可以说的ပြောလို့ရပါတယ်Okay 我们那是ဆက်တောင်းမယ်ပေါ့နော်အဲ့တော့ဒီနေ့တင်တဲ့ဟာလေးတွေကလေဘယ်လိုပြောမလဲဆိုလို့ရှိရင်ပြောလို့ကောင်းတယ်ပေါ့နော်တိလာဒီလို speaking ပြောလို့ရှိရင်အများနဲ့ visit time တွေပဲပြောနေမှာဆိုလို့ရှိရင်နားထောင်ရတယ်နည်းနည်းပြင်းစရာကောင်းတယ်ပေါ့နော်ဒီလို准确的说ဒါမျိုးလေးတွေပြလာရှိဒီအခုနောက်တော့တင်တိုင်း lead white ပေါ့နော်အဲ့မျိုးလေးတွေဆိုလို့ရှိရင်သုံးလို့ကောင်းတယ်ပြီးတော့ရင်အခုနောက်တော့ပါခဲ့စာကြောင်း function တော့ပါလို့ဆိုလို့ရှိရင်စကားပြောလို့သုံးလို့ရှိရင်အရန်လှရပေါ့နော်အထူးသဖြင့်ဒီလိုအလုပ်ကိစ္စတွေပြောတဲ့အခါမှာဆိုအရန်လှပါတယ်အဲ့တော့ဒါမျိုးလေးတွေမှာဆိုရင်နည်းနည်းဒီမှာထပ်ပြောကြည့်ပါနော်OK 呢，那我们继续吧，你们。准确的说，弟弟在家别让我们说音，我还没做完工作。我说还没做完，第一步说什么？还没做，老呀第一步呢？完帮来的还没做完，那我们比的吧，我工作，老哥我还没做完工作，真的我们比的吧？很好说的呢。那我们下一个准确的说，弟弟在家别让我们说呢，他是我表哥，对吧？你们可以说过，准确的说，他不是我的哥哥。နော်他不是我哥သူကကျွန်တော်ရဲ့အကိုပါ亲哥ပါနော်တော့ကျွန်တော်ရဲ့အကိုရင်မဟုတ်ဘူး是我表哥ဝင်ခွဲအကိုပါဒါမျိုးလေးဆိုလို့ရှိရင်可以说ဆက်သွားမယ်我们准确的说တိတိကျကျပြောရမယ်ဆိုရင်တော့我们在找的是护理员我们ငါတို့က在找ရှာနေတယ်ပေါ့နော်在找的ရှာနေတာကတော့是ဖြစ်ပါတယ်护理员老师ဒီကျမရဲ့စောင့်ရှောက်မှုအကူတွေပေါ့နော်ဒီလိုမျိုးကိုရှာနေရပဲဖြစ်ပါတယ်ပေါ့အမှန်ထားမျိုးလေးပြောလို့ရပါတယ် Okay ဆိုတော့ကဒီကောင်းကြလေ准确的说က老师说sentence ထိတ်ဆုံးမှာထားပြောတာများရပေါ့နော်ဟုတ်တယ်မလားဥပမာထားပါဒီဘက်ဘေးကတယောက်ကနေပေးနာကောင်မလေးကဘာလုပ်လဲ Okay အဲ့တော့ဒါငါအမလေးတိတိကျကျပြောရမယ်ဆိုရင်ငါရဲ့1ခွဲအမဒါမျိုးပေါ့နော်准确的说他是我表姐ပေါ့你们对吧1ခွဲအကိုဆိုရင်表哥လေအဲ့တော့1ခွဲအမဆိုရင်表姐ပေါ့နော်1ခွဲမောင်လေးဆိုရင်表弟表妹你们ဒါမျိုးလေးပြောလိုက်ရအောင်နော် Okay 吧老师今天 sharing လေးကတော့ဒါတော့ပါပဲပေါ့နော်ဒါဆိုရင်တော့လာမယ့် video တွေမှာထပ်တွေ့ကြပါမယ် Okay 那么大家再见